အောင်မဲမင်္ဂလာပါစေနာဆရာလေးဦးဒီကျွန်တော်ရဲ့ဒီဘာဘစ်စီဦးဒီ YouTube channel လေးကနေပြီးတော့အတူတူချပိတ်ဆွေတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်အဲဒီတော့ကျွန်တော်တို့ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးနဲ့အပိကြပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဒါ20နှစ်မှ6ရက်ပေါ့နော်ကျွန်တော်တို့ဒီနေ့တနင်္လာနေ့ကနေပြီးတော့တောက်ကြနေ့ဒီတစ်ပတ်စာအတွက် like ပါပြီးတော့အတူတူချပိတ်ဆွေတွေအတွက်ပေါ့နော်အကျိုးမြတ်တွေများစွာဖြစ်ထွန်းနိုင်မဲ့ဦးဒီရဲ့ဒီ break တွေဇာတုပတ်သီးတွေမွေးကန်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသွားချင်တာပဲဖြစ်ပါတယ်ဒီတော့ကြောင့်မို့လို့ကိုယ့်အနေနဲ့ကဒီ video file လေးကိုတွေ့ရဆိုလို့ရှိရင်like လေးတွေပေးမယ် comment လေးတွေရေးမယ်ကိုယ့်တကယ်ချင်းပေါင်းတင်မိတ်ဆွေလေးလည်းသိအောင် share သွားပေးပေါ့နော်ဟုတ်ပြီဗျအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်အရန်ကောင်းတဲ့ဇာတုလုံးပိုင်းပတ်သီးလေးတွေကိုကျွန်တော်အနေနဲ့ကပုံမှန်မျှဝေနေကြအတိုင်းပဲမျှဝေပေးချင်ပါတယ်ဒါတော့ဘာတွေရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီခွန်ပတ်သီးရဲ့ကျွန်တော်တို့ဒီနှစ်ပတ်သီးရဲ့ပေါ့နော်နှစ်ခွန်စားထိုးလုံးပိုင်းပတ်သီးလေးရှိပါမယ်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုကြိုက်နေတဲ့တရားကိုပို့ပြီးတော့ဦးစားပေးပြီးတော့ကစားပါနှစ်ပတ်သီးခွန်ပတ်သီးစားထိုးပတ်သီးရှိပါမယ်နောက်တစ်ခုကတော့ကျွန်တော် break လမ်းစဉ်တစ်ခုအနေနဲ့ဒီတစ်ပတ်မှာအရန်ကြိုက်တဲ့ break လေးတစ်လုံးရှိတယ်ပေါ့နော်ဒီ break လေးကိုကျွန်တော်မျှဝေပေးချင်တယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်အားလုံးလည်းရစေချင်တာဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီတပတ်မှာ like ပါပြီးတော့ဦးစားပေးပြီးတော့ပေါ့နော်ကိုယ်အနေနဲ့ကကစားလို့လည်းရတယ် break လေးတစ်လုံးရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီ ship break ပေါ့နော်ဒီ ship break နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဦးစားပေးပြီးတော့သွားရမယ့်အရာတစ်ခုကစစ်2ရဲ့ကျွန်တော်တို့ဒီ53ရဲ့ရှိပါမယ်နော်စစ်2ရဲ့53ရဲ့ ship break ထဲမှာဆိုလို့ရှိရင်ဦးစားပေးပြီးတော့ကိုယ်အနေနဲ့ကတေချာလေးဒီတစ်ပတ်မှာအမြဲငွေများစွာရအောင်ကျွန်တော်အနေနဲ့ကမျှဝေပေးချင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အစအနေပြန်ပြောပြီးမယ်အဲ့တော့ဒီတစ်ပတ်မှာ like ပါပြီးတော့သွားရမယ့်ဇာတုပတ်တီလုံးပိုင်းအနေနဲ့ကခွန်ပတ်တီနှစ်ပတ်တီရှိပါမယ်နော် break အနေနဲ့ကကျွန်တော်တို့ဒီ ship break ရှိပါမယ်ဦးစားပေးခွက်ပေါက်အနေနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာက62ရဲ့53ရဲ့ရှိပါမယ်နော်ဒါလေးတွေဘာလို့မျှဝေပေးရလဲဆိုတော့တူတီနဲ့ပတ်သက်ပြီးတော့တစ်ပတ်ကိုကိုက like ပါပြီးတော့စော်ကစားတဲ့အခါမှာကိုယ်အနေနဲ့ကအရှုံးတွေများနေတယ်အစစ်မပြေဖြစ်နေကြပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးမှာ like and subscribe လုပ်ထားကြတဲ့သူတွေအားလုံးကိုရစေချင်တဲ့စိတ်ဆန္ဒနဲ့ကျွန်တော်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ channel လေးကိုတကယ်ကို like and subscribe လုပ်ရတဲ့အခါမှာကိုယ့်အတွက်တကယ်အနှစ်သာရရှိမဲ့ဥတီရဲ့မျှဝေခြင်းတွေကမိတ်ဆွေတို့အတွက်ဘယ်လောက်ထိထောက်ပံ့ကောင်းတွေရလဲဆိုတာအားလုံးသိပြီးသားပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့တကယ်ချင်းပေါင်းတဲ့မိတ်ဆွေလေးတွေလည်းသိအောင်များလေးမျှဝေပေးသွားဖို့ပြောချင်ပါတယ် comment လေးလည်းရေးပေးစီလိုပါတယ်အနည်းချုပ်အဖြစ်ပြန်ပြောပေးမယ်နှစ်ခွန်3ဝိုင်စာတို့ပတ်သိရှိမယ်10 break ရှိမယ်6နှစ်35ကိုဦးစားပေးဖြစ်တဲ့ကစားပြီးတော့တပတ်တာအတွက်ကံကောင်းရပါစေဗျာကျွန်တော်ကတော့မိတ်ဆွေတို့ရဲ့ဦးတည်ပဲဖြစ်ပါတယ်